ကျွန်တော်တို့ဒီကနေ့မျိုးဘာသာသာသနာကာဝယ်စောင့်ရှောက်ဖို့လာတဲ့သူတွေဟာ9000စားတွေဟုတ်လားမျိုးဘာသာသာသနာကာဝယ်စောင့်ရှောက်ဖို့ပြောတာကိုစန့်ကျင်ရှုတ်ချနေတဲ့သူတွေဟာဆရာကြီးဦးအောင်ကျော်စန်းပြောတဲ့လူမျိုးခြားပင်စေးရင်နဲ့မျက်နာသိရမယ်သူတွေသာဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံကိုချစ်လို့ဒီမှာလာထိုင်နေတဲ့သူတွေကို9000စားလို့ပြောတဲ့သူတွေကိုခင်ဗျားတို့ဘာပြောချင်လဲအဲ့ဒီလူတွေကိုပွဲပြီးသွားရင်မီဒီယာတွေမေးကြည့်ပါတယောက်တစ်မျိုးစီပြောလိုက်မယ်သူတို့ပြောတာကဘာလဲဆိုတော့အချုပ်အခြာအာဏာကာကွယ်စောင့်ရှောက်ဖို့လာတဲ့သူတွေကို9000စားလို့ပြောတဲ့သူတွေကိုနွားနဲ့နိုင်နှစ်ပြားမတန်အောင်သူတို့ဖြေသွားလိုက်မယ်ခင်ဗျားတို့မျိုးရင်အင်တာဗျူးသွားလိုက်ပါဟုတ်တယ်မလားကျွန်တော်တို့ဒီကနေ့မျိုးဘာသာသာသနာကာဝယ်စောင့်ရှောက်ဖို့လာတဲ့သူတွေဟာ9000စားတွေဟုတ်လားမစံ9000ရလို့လာတဲ့လူပါလားအဲ့ဒီမှာမီဒီယာများဓာတ်ပုံရိုက်ဗီဒီယိုရိုက်ပါအမျိုးသမီးတယောက်ထပြောတာတွေ့ဒါပဲအမျိုးဘာသာသာသနာအတွက်ရေကာကွယ်စောင့်ရှောက်ဖို့လိုတယ်လို့ခံယူထားတဲ့သူတွေဒီနေ့ဒီနေရာကိုရောက်လာကြတာဖြစ်တယ်။မားလည်းလို့မလာနိုင်တဲ့သူတွေအများကြီးရှိတယ်။ကိုယ့်အိမ်မှာကိုနေပြီးတော့မျိုးဘာသာသာသနာကာကွယ်စောင့်ရှောက်တာကိုအားပေးနေတဲ့သူတွေရှိတယ်။ဒါကို